ကျမအမေဆုံးသွားတော့ကျမရင်ထင်းလေးအရန်ကြည်ခွဲရတယ်ခံစားရတယ်ကျမပေါ့နော်ဖျားထင်ကပဲလို့အလိုတော်ရှိလို့ကျမလည်းကျမအမေကိုပြုစုခွင့်နဲ့မရရှိခဲ့ဘူးနောက်ပြီးတော့ကျမအမေရဲ့နောက်ဆုံးဒီလောကခီးနောက်ဆုံးခီးမှာလည်းကျမအမေကိုကျမပေါ့နော်မေမြုပ်တဲ့အချိန်မှာလိုက်ဖို့ခွင့်နဲ့ကျမမရရှိခဲ့ဘူးအဲကြောင့်ကျမအချိန်ချင်းကျမရင်ထဲမှာအရန်ခံစားရတယ်အရန်အောင်ပြီးကျမခုံးငိုခဲ့ရပါတယ်ကျမနေတဲ့အိမ်ကမှာကြတော့နော်ငိုလို့မရဘူးဆိုပြီးကျမငိုချင်တဲ့အချိန်မှာဆိုရင်တိတ်တိတ်လေးငိုခဲ့ရတဲ့အပြင်ဖက်မှာတော့ပြီးထွက်ငိုရတဲ့ဘဝနဲ့ကျမအရန်ရင်နာပါတယ်မနေ့ကလည်းကျမစာအုပ်တွားလို့တော့ချက်ချင်းပြန်ရမယ်မြန်မာပြည်လို့အဆင်ပြေမလားလို့ဒိတ်လွန်တွားတော့စာအုပ်တွားလို့တာလည်းချက်ချင်းမပြန်ခိုင်းပါဘူးသူတို့ဖုန်းဆက်လာမှပဲကျမပြန်လို့ရမှာပါဆိုပြီးကျမအားတင်ထားတယ်ကျမစိတ်ကိုဘောတော့ပြန်ရမယ်အမေရဲ့နောက်ဆုံးဒီလောကရဲ့ဘဝမှာဘောနော်နောက်ဆုံးခီးကိုလိုက်ဖို့ခွင့်ရမလားဆိုဝန်တာနေတယ်မရတော့ဘူးဆိုကျမရင်ထဲမှာအရန်ကိုကြည့်ကိုရမှာပါဒါကြောင့်မို့ဘောနော်မိဘတွေရှိနေတဲ့ချိန်မှာဆိုရင်ကိုသားသမီးတွေကအတတ်နိုင်ဆုံးကိုမိဘတွေကိုကျွေးမဖို့ပြုစုဖို့အရန်အရေးကြီးပါတယ်အမေကလည်းအမြဲတမ်းနေကောင်းတယ်လို့ပဲပြောတာသားသမီးတွေစိတ်ဆင်းရဲမှဆိုလို့ဘာမှမပြောဘဲနဲ့သူကသူချိန်မိခံစားပြီးမှအမေကဘာမှလည်းပဲနေဒုက္ခမပေးဘဲနဲ့ဆုံးသွားရှာတာအရန်ကိုဝနေပါတယ်တကယ်ကိုယူချုံမရပါဘူးအဲကြောင့်ပေါ့နော်ဘယ်သူမှဆိုရင်ကိုအမေတွေကိုကောင်းတတ်မိဘတွေကိုကောင်းကောင်းပြုစုတတ်ဖို့အရေးကြီးတယ်ဆိုပြီးတော့ပြောပြချင်တယ်ကျမကအဖေကိုလည်းကျေးဇူးမဆက်လိုက်ရဖို့အမေကိုပဲကျမကျေးဇူးဆက်အပြည့်ဝဆက်ပါမယ်လို့ကျမစဉ်းစားထားတဲ့ဒီကနေ့ပြန်ရင်လို့ကျမတနေ့နောက်လို့အမေနဲ့အတူနေမယ်ဆိုပြီးတော့ကျမဆုံးဖြတ်ထားတဲ့အရာတွေအလားပေါင်းအားလုံးတည်တည်တူဖြစ်ခဲ့ရအရာလည်းစိတ်ကောင်းကျမဒီလိုကြုံခဲ့ရမယ်လို့မထင်ဘူးကျမတခြားနိုင်ငံပဲကြွထွက်ဖို့စဉ်းစားတဲ့အရင်ကတော့မယ်အမေကတော့ဒီမှာမနေဘူးတခြားဘက်မှာထွက်မယ်လို့ပြောပြီးတော့ဒီလိုနဲ့အတူနေချင်တော့ဒါမဲ့အခုအမေနဲ့လည်းကိုပြရတော့အမေကလည်းကျေးဇူးမဆက်ရဘူးအမေကလည်းကျေးဇူးစကောင်းတော့ဆုံးခီးပါတော့ကျမလိုက်ဖို့ခွင့်မရဘာနေတယ်တကယ်ဘာနေတယ်ကျမကိုခွင့်မရှိဘူးအခုတော့အေးအပြေသွားလို့ခလာတယ်ကျမလိုက်တဲ့ပြီးမှကျမရင်ဖွေးတာနေကိုကျမပြောပြတာပါ